မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြမယ့်အကြောင်းအရာကတော့လေထိုင်းမြန်မာနယ်စပ်ကစစ်ရေးအခြေအနေတစ်ခုပေါ့ဟုတ်ကဲ့ကရင်ပြည်နယ်ထဲကတိတ်ပေါ်ဖို့စခန်းကိစ္စနော်ဟုတ်ပါတယ်အဲ့ဒီတိတ်ပေါ်ဖို့စခန်းကိုတော်လန်ရေးတပ်ဖွဲ့ဒီတင်လိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းရင်းမြစ်အချက်လက်တွေပါဇွန်လ3ရက်နေ့ကစစ်ခဲ့တဲ့တိုက်ပွဲအခြေအနေတွေစစ်ကောင်စီတပ်ဖွဲ့တွေရဲ့အထီးအခိုက်အခြေအနေလက်နက်ကိစ္စတွေပါတာပေါ့ဟုတ်တယ်ဆိုတော့ဒီရထားတဲ့အချက်လက်တွေကိုပဲအခြေခံပြီးကျွန်တော်တို့အတူတူလေ့လာကြည့်ကြတာပေါ့လေဒီသတင်းရင်းမြစ်တွေပြောနေတာကိုကြည့်ရင်တော့လေဒီတိတ်ပေါ်ဖို့စခန်းတိုက်ပွဲကအဲ့ဒီနယ်ဆက်ဒီတာမှာစီရေးအရေးပါတဲ့အပြောင်းလဲတစ်ခုကိုညွှန်ပြနေတယ်လို့ပဲဟုတ်ကဲ့အထူးသဖြင့်စိတ်ဝင်စားစရာကောင်းတာကစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုတွေပြီးတော့လက်နက်ချလင်းဝင့်တဲ့အရေးအတွက်နောက်တင်စီရမိတဲ့လက်နက်မျိုးစားတွေပေါ့ဟုတ်ပါတယ်အဲ့ဒီအဖြစ်ပြက်ရဲ့နောက်ွယ်မှာဘာတွေရှိနိုင်မလဲဘယ်လိုတက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာလေးတွေကြည့်ကြတာပေါ့လေဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တတိထားမိတဲ့အချက်တစ်ခုကအဲ့ဒီဇွန်လ3ရက်နေ့ညနေပိုင်းတိုက်ပွဲမှာပေါ့စစ်ကောင်စီဘက်ကတိုက်လျင်နဲ့ခုခံပုံကျဲတယ်လို့ဆိုတယ်ဒါပေမဲ့အဲ့ဒီဘုံတွေကသူတို့တပ်ဖွဲ့ဝင်တွေပေါ်ကိုပဲမားပြီးချသွားတယ်ဆိုတာလေအဲ့ဒါကတော်တော်ထူးခြားတဲ့ friendly fire ပေါ့နော်ဟုတ်ကဲ့အဲ့ဒီမှာတပ်သား30ကျော်လောက်တေဆုံးသွားတယ်လို့တရင်းမြစ်တွေကဆိုတယ်ကိုလီယနဲ့ကိုမားပစ်ခင်ရတယ်ဆိုတော့အဲ့ဒါကလေစစ်စင်ရေးမှာညီနိုင်ဆောင်ရွက်မှုအပိုင်းစစ်သွေးရေးအပိုင်းမှာအားနည်းချက်တွေရှိနေသလားဟုတ်ဒါမှမဟုတ်တိုက်ပွဲအခြေအနေကိုယ်တိုင်ကအရန်ကိုရှုပ်ထွေးပြင်းထန်နေလို့လားဟုတ်ကဲ့အဲ့ဒါကိုမေးခွန်းထုတ်เสียဖြစ်လာတယ်ဘယ်လိုပဲဖြစ်ဖြစ်လေဒီလိုအမားမျိုးကစစ်ကောင်စီတပ်သားတွေရဲ့စိတ်ဓာတ်ကိုပို့ပြီးတော့တောင်ကြာဆင်းစေနိုင်တယ်မှန်ပါတယ်ပြီးတော့သူတို့ရဲ့စွမ်းရည်ပိုင်းဆိုင်ရာမေးခွန်းထုတ်เสียရတယ်လည်းဖြစ်လာတာပေါ့အဲ့ဟာပေါ့နောက်တစ်ခုထပ်ပြီးသတိထားမိတာကတပ်သား50ကျော်လက်နဲ့ချလာလင်းဝင်နေဆိုတဲ့ချက်ပဲဒါတော်တော်များတဲ့ရေးအတွက်နော်ဟုတ်ကဲ့အများကြီးပဲဒါကစိတ်သက်ပိုင်းတင်မကဘူးလူအင်အားရလဲတိတာတဲ့ဆုံးရှုံးမှုပဲတောက်ပြင် KNL သတင်းမျိုးကိုကားထားရရဆိုရင်တင်စီရမိတဲ့လက်နက်တွေထဲမှာ 120mm mortar .5 7G အားပြင်းတဲ့လက်နက်တွေဟုတ်တယ်အဲ့လိုလက်နက်ကြီးတွေပါတဲ့လက်နက်ခေယံအများပြားကိုတော်လန်ဟိတပ်တွေကရလိုက်တယ်လို့ဆိုပါတယ် 120mm mortar ဆိုတာကတော်တော်အရေးပါတဲ့လက်နက်ကြီးမျိုး .5 ဆိုတာကလည်းအခိုင်အမာကတ်တုတ်ချင်းတွေတုံထိုးဖောက်ပစ်နိုင်တဲ့လက်နက်မျိုးလေဟုတ်တယ်အဲ့ဒီလိုလက်နက်တွေဆုံးရှုံးတာကစစ်ကောင်စီရဲ့အတွက်အဲ့ဒီဒေသမှာလက်နက်အင်အားအရာတော်တော်လေးအထိနာစေမှာတစ်ဖက်မှာတော့တော်လန်ရေးတပ်တွေဘက်ကလည်းအထီးခိုက်ရှိတယ်လို့ဖော်ပြထားတယ် Y12 လေးနဲ့ဘုံကျက်ခံရလို့4ဦးတန်းရပြင်းထန်စွာရခဲ့တယ်လို့သိရတယ်ဟုတ်တိုက်ပွဲဆိုတော့နှစ်ဖက်အထီးခိုက်ရှိမှာပဲပေါ့လေဒါပေမဲ့စစ်ကောင်စီဘက်ကအလင်းဝင်တဲ့အရေးအတွက်နဲ့လက်နက်ဆုံးရှုံးမှုကပိုပြီးထင်ရှားနေလေဟုတ်ပါတယ်နောက်ပြီးဒီတေဘိုဘိုစခန်းက2022ခုနှစ်မေလာတော့ကလည်းတခါအသိခံခဲ့ရဘူးလေနော်ဟုတ်ကဲ့အဲ့ဒီအချက်ကလည်းစိတ်ဝင်စားဖို့ကောင်းလဲတခါသိမ်းပြီးသားစခန်းကိုအခုလိုအချိန်တစ်ခုကြာတော့နောက်တစ်ခါပြန်သိမ်းနိုင်တယ်ဆိုတာကဟုတ်ကဲ့အဲ့ဒီကြားထဲမှာဘာတွေပြောင်းလဲသွားလဲစစ်ကောင်စီကအဲ့ဒီစခန်းကိုပြန်လဲထိန်းချုပ်ထားနိုင်မှုအခြေအနေဘယ်လိုရှိခဲ့လဲဆိုတာတွေစဉ်းစားစရာဖြစ်လာတယ်ဆိုတော့အခုနောက်ဆုံးအခြေအနေကဒီနေဆက်ဒေတာမှာစစ်ကောင်စီရဲ့အဓိကစခန်းကြီးတွေဘလောက်ကျန်တယ်လဲဆိုတော့လေတရင်မြစ်တွေကပြောထားသေးတယ်အဲ့ဒါပဲစခန်းနေလဲသူတို့ပြောထားတာကတော့ Oak Grid Wally View ဟာကုန်းတီတဲလေစခန်းနဲ့ထိကဖလဲစခန်းဆိုပြီးတော့အဓိကစခန်းကြီး၄ခုပဲကျန်တော့တယ်လို့ဆိုပါတယ်အဲ့ဒီအချက်ကအရေးကြီးတယ်လေဘာလို့လဲဆိုတော့မလာကနေမေလာအတွင်းမှာတခြားစခန်းငယ်လေးတွေတော်တော်များများကိုလည်းတော်လန့်ရည်တက်တွေကတင်ထားပြီးသားဖြစ်နေပြီဟုတ်ကဲ့အခုတေဘောဘောလို့ရင်ကားတွေကရေးပါတဲ့စခန်းတစ်ခုကိုပါထပ်ပြီးလက်လွတ်လိုက်ရတယ်ဆိုတော့လေဒီနေမြေမှာစွတ်ကန်စီရဲ့ရက်တီမှုကပို့ပြီးတော့အားနည်းလာပြီလားနေမြေစုံမှုအပြောင်းလဲကိုညွှန်ပြနေတာပေါ့ဟုတ်တယ်ကျန်နေတဲ့အဲ့ဒီစခန်းကြီး၄ခုတဲ့အနေထားကလည်းအရင်တက်ပို့ပြီးတော့ဖျားများလာနိုင်တယ်ပို့ပြီးအထီးကျန်ဆန်လာနိုင်တယ်ဟုတ်ပါတယ်ဒီချက်လက်တွေကိုအားလုံးခြုံငုံပြီးပြန်ကြည့်လိုက်ရင်တော့လေတေဘိုဘိုစခန်းတဲ့ပွဲမှာစစ်ကောင်စီဘက်ကကိုလီယနန်ကိုမောက်ထိခံရလို့အထီးနာတာအကြအဆုံးများတာတက်တာအရာများပြလက်နက်ချပြီးတော့ရေးပါတဲ့လက်နက်ကြီးဆုံးရှုံးခဲ့တာတွေကတော်တော်လေးထင်ရှားတဲ့အချက်တွေထင်နေတယ်ဟုတ်ပါတယ်ဒီတစ်စင်တွေကထိုင်းမြန်မာနယ်စပ်ကစီးရဲအချင်းတွေအပေါ်မှာတိတိတသာတက်ရောက်မှုရှိနေပုံရတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျဟုတ်ပါတယ်ဒီထင်းရင်းမြစ်တွေကပေးတဲ့အချက်လက်တွေအထူးသဖြင့်စခန်းတစ်ခုတည်းကိုပဲထက်ခါသိမ်းနိုင်လာတာလက်လက်ချတဲ့ဖြစ်စဉ်တွေများလာတာ
နေမြေစိုးမိုးမှုပုံစံပြောင်းလာတာတွေကိုကြည့်ပြီးတော့လေစဉ်းစားစရာမိခွန်းတစ်ခုကဘာလဲဆိုတော့ ဟုတ်ကဲ့ ဒီလိုအခြေအနေတွေကနေဆက်ဒေတာမှာကျန်နေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေရဲ့ရေးရှည်တည်တဲ့နိုင်စွမ်းကိုဘယ်လိုတက်ရောက်မှုရှိလာနိုင်မလဲ စဉ်းစားစရာပဲ နောက်ပြီးတော့ဒီဒေတာတစ်ခုလုံးရဲ့စီးရေးချိန်ခွင်လျာကရောဘယ်ဘက်ကိုပို့ပြီးရင်းရင်သွားနေပြီလဲဆိုတာပါပဲဒါကတော့စစ်ပြီးစောင့်ကြည့်ရမယ့်အချက်တွေပေါ့လေ